အခုမှ content creator အလုပ်ပြီးတော့ဗောနော်အသက်မွေးခွဲမဲကြောင်းစင်မဲကြောင်းနွားပဲကြောင်းဗောနော်ဆိုတော့ကြောင်းကျင်တဲ့သူတွေအတွက်โอเคဒီနေ့တော့ကျွန်တော်ဒါလူနည်းစုရက်ကွက်လေးမှာပေါ့နော်ခစ်စားနေတဲ့ဘာတင်ပတ်စံရတဲ့ဆိုတဲ့ Wayfu application အကြောင်းဒီနေ့ပြောမယ်ဆိုတော့ဒီနေ့ပြောမှာကအဲ့ဒီ Wayfu app ရဲ့နောက်ခံသမိုင်းနဲ့ဒါခမားလိုချင်နေတဲ့ပတ်စံထပ်ပို့ပြီးတော့အရေးကြီးတဲ့ data information အကြောင်းကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ကျွန်တော်လည်းအဲ့ဒီမှာကျွန်တော် account ဖွင့်ထားတယ်ပေါ့နော်ဒါခင်ဗျားတို့လည်းဖွင့်နေတယ်ဆိုရင်တော့အဲ့ဒီ video ရဲ့အောက်မှာကျွန်တော် link လေးပေးထားပါမယ်အဲ့ဒီ link ကနေတစ်ဆင့်ဖွင့်နိုင်ပါတယ်ခင်ဗျာဒီနေ့မှာပေါ့နော်ကျွန်တော်ဒီနေ့မှာဒီ Wayfu အကြောင်းကိုကျွန်တော်ဒါ content လုပ်မယ်ဆိုပြီးတော့စာသုံးကြည့်တာဆိုတော့ကျွန်တော်လည်းကနဦးအဆင့်ပဲရှိပါသေးတယ်ဆိုတော့စရအောင်ပါโอเคကျွန်တော်တို့ဒီ app တစ်ခုခစ်စားလာပြီဆိုရင်ပေါ့နော်ဒီကနဦးအနေနဲ့သိသင့်တာကဒီ application ကိုဘယ်သူတွေတည်ထောင်တာလဲဘယ်နိုင်ငံသားလဲလုံခြုံစိတ်ချရရဲ့လားဒါတွေကိုတော်တော်များများကမေ့တတ်ကြပါတယ်ပိုဆိုးတာကဒီနိုင်ငံကပတ်စံပေးတဲ့ဆိုတာနဲ့ပေါ့နော်ဒီအစုလိုက်အပြုံလိုက်ကြီးဝင်တိုးကြတာကဘယ်လိုပြောရမလဲဆိုတော့လူရှင်းပြောရှင်ဒီ online မှာသိတယ်မဟုတ်လားအဲ့လိုမျိုးရုပ်ဆိုးအကြီးတန်းနဲ့ရက်ွက်ကြီးတစ်ခုလိုတော့မှဖြစ်နေပါတယ်စဉ်းစားကြည့်မင်းတို့ပုံမဲတင်နေမင်းတို့ကဖင်မူတောင်းထောင်တာပဲတင်နေကတာပဲတင်နေသိတယ်မဟုတ်လားဒီပစိုးဝတ်တဲ့နီးတို့ထမိန်ဝတ်တဲ့နီးတို့ဘာလို့ပဲတင်နေပတ်စံပေးတဲ့ဆိုတာကသူတို့အဲ့ဒီပေးတဲ့ပတ်စံတွေကဘယ်ရတာလဲဒါမှမဟုတ် application ကိုပေါ့နော်သူတို့ဒီကနဦးအနေနဲ့လူသိများစေခြင်းလို့ပဲပတ်စံပေးပြီးတော့ပဲသုံးခိုင်းတာလားဒါမှမဟုတ်ဒီ worldwide မှာရှိရပေါ့နော် user data တွေကိုခိုးခြင်းလို့ပဲဒီလိုလောက်တာလားဆိုတာကဒါတွေကကျွန်တော်တို့ application အသစ်တစ်ခုစပြီးတော့သုံးမယ်ဆိုရင်ကျွန်တော်တို့ထည့်သွင်းစဉ်းစားသင့်ပါတယ်ဒါတွေကဟုတ်တော်ရှိမဟုတ်တော်ရှိပေါ့နော်ထားပါတော့ဒီ app ကိုဘယ်သူတွေတည်ထောင်ခဲ့တာလဲဆိုရင်တော့ Motaထားပါတော့ဗျာမော်တာညီကို2ယောက်ကတီထောင်ခဲ့တာပေါ့နော်ကျွန်တော်စာတန်းထိုးပေးလိုက်မယ်မြတ်ကိုယ့်ကိုဖတ်လိုက်ပါနော်ဆိုတော့ဒီ application ကိုမော်တာညီကို2ယောက်ကတီထောင်ခဲ့တယ်တစ်ယောက်ကတော့ Dennis Motta ဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ Stephen Motta လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီ2ယောက်က Italy နိုင်ငံသားဖြစ်တယ်2020ခုနှစ်မှာဒီ Wayfu application ကိုစတင်တီထောင်ခဲ့ပါတယ်ဒီလက်ရှိမှာတော့ Stephen က Wayfu ရဲ့ CEO ရာထူးနဲ့ Dennis ကတော့ဒီ engineer ပိုင်း head department မှာတာဝန်ယူပေးနေပါတယ်သူတို့ရဲ့ရုံးအခြေစိုက်ကတော့မီလန်မှာရှိပါတယ်ဟိုကြားဘူးတယ်မလား AC Milan တို့ Inter Milan တို့လေဆိုတော့ဒါကတီထောင်သူတွေရဲ့အချင်းချင်းနောက်တစ်ခုကသူ့ရဲ့ပတ်စံပေးတဲ့စနစ်ဒါ तू က creator တယောက်ကိုဘယ်လိုပတ်စံပေးတယ်လဲဆိုရင် तू က50ပေးတယ်ပေါ့နော်လကုန်တာနဲ့ပေးတယ်ရှင်းပြောရင်တော့လစာပေးတယ်လို့ပဲပေါ့နော် तू ပေးတဲ့ပုံစံတော့50ပေးတယ်ကျွန်တော်တို့က YouTube တို့ TikTok တို့ Facebook တို့လိုမျိုးပါပဲသိပြီးတော့ तू မသားကိုယ်ကသူ့ဘာလို့ပဲပြောရမှာပေါ့နော်50ကိုသူတို့ဘက်ကယူတယ်ဒီဘက်က 50% ကိုခမရောက်ပေးတယ်ဒါပါပဲသူ့ရဲ့ပတ်စံပေးတဲ့ပုံ